ပြန်ကြားရေးဝန်ကြီးဌာနရုပ်ရှင်လုပ်ငန်းရဲ့ရုပ်ရှင်နဲ့ဗီဒီယိုဆင်ဆာအဖွဲ့၏မူနှင့်စည်းကမ်းချက်10ချက်နဲ့အညီရုပ်ရှင်ကားတကားကိုဆင်ဆာကြည့်ရှုဖို့တင်ပြတော့မယ်ဆိုရင်ဓာတ်တွေကိုသိထားဖို့လိုပါတယ် စင်သားကြီးကိုအားလုံး3သိန်း1,200ကျတယ်လောက်ပါကြမင်းမနဲ့မင်းနဲ့တူတယ်နော်ဘောင်ချာထဲမှာရေးထားတာ9500ပဲရေးထား ဟုတ်တယ်လေစင်သားကြီးကတပေကို9ကျပ်နှုန်းနဲ့ပေ1300ဆိုတော့6000ပဲဝေဆောင်က2000စင်သားကတော့1000အားလုံး9000ပဲ ကဲတသိန်းပဲထားပါတော့ကြံနဲ့2သိန်းနဲ့1000နဲ့2000ပါရော1200ကစင်သားကြီးဖို့အတွက်ပြားတယ်မောင်းတဲ့သူအတွက်လုံသားက အင်းပေါ့အဲ့ဒါတော့ပေးရမှာပေါ့ 2သိန်းကစင်သားကြီးမဲ့နေနဲ့အစီဝေဆုံးဖြတ်ချက်ချတဲ့နေ့မှာ3ရမယ်အခန့်စင် ဟမ် ရှုံးကြီးကဘယ်လိုဖြစ်သွားလဲစင်သားကြီးမဲ့ချိန်က9နာရီနဲ့9နာရီလေဗျာလူကြီးတွေကရုံးကနေဒီကိုတန်းလာဖိုက်စာနေပြီတော့အဲ့တော့ကျွန်တော်သူတို့ကြိုက်တတ်တာတွေစီစဉ်ပေးရတယ်ဗျအေးသူတို့ကြိုက်တာတွေကလည်းခဏမသိမှတ်ထားသူတို့ကြိုက်တတ်တာတွေက 1DK ကကြည့်ဦး SS ကမလေးရှားခေါက်ဆွဲယူသနာနေချာဟိုးရကမောင်အကျော်ဆုံးမြမရုပ်ရှင်လူမျိုးကုန်ရင်တိုးတက်မှုစဉ်ရာရာနိုင်ရှင်မြမရုပ်ရှင်နိုင်ငံကုန်ရင်ပုဂ္ဂိုလ်မာရီဘဝငယ်စဉ်မြမရုပ်ရှင်လူမျိုးကုန်အင်းတို့ရအောင် ဟုတ် ရာရာနိုင် ဟိုပုဂ္ဂိုလ်ကြီးသွဲလာမကြည့်နိုင်ဘူးသူ့အိမ်ကိုနောက်တော့သွားပို့ပေးရအောင် ဟုတ်ကဲ့ပါဘူး ဟဲ့တောင်တကုံပြန်မှုတက်ဆီကားကမမိနိုင်အောင်နော် ဆက်ကြအောင်ဆရာမ ခမရလည်းအဲ့ဒီကားကအရေးမကြီးပါဘူးဗျာအရေးကြီးတာကဆန်းစာကြည့်တဲ့အခါမှာအသေးအဖွဲကိစ္စလေးတွေဆိုပြီးတော့ရှော့ပေါ်ပြီးတော့မကြည့်မိဘူးပဲနော်အဲ့ဒါလို့ရှော့ပေါ်ပြီးကြည့်ခဲ့မိလို့ဗီဒီယိုဆင်ဆာဥက္ကဋ္ဌဦးဆောင်ညွှန်ကြားရေးမှူးကိုယ်တိုင်ဗီဒီယိုစကားတကားကြောင့်မန္တလေးရဆရာတော်ကြီးကိုသူကိုယ်တိုင်ကိုတောင်းပန်ခဲ့ရပြီးပြီ ကျွန်တော်လေသာသနာရေးဌာနပါပဲဗျဆရာတော်များကြီးကဗီဒီယိုကြည့်တယ်ဟဲ့လား ကဲဟိုဗီဒီယိုကြည့်တာမကြည့်တာကဒါဆရာတော်ကြီးကိစ္စပါကျုပ်တို့ကိစ္စကရုပ်ရှင်ဆင်ဆာဖျောက်ကကျုပ်တို့ကိစ္စလေတော်ကြလို့ရှိရင်စားပြီးနားမလဲလို့ပြောနေကြအောင်မယ်ကဲရုပ်ရှင်ကြည့်ဖို့တမြန်စားကြ ဟုတ်ကဲ့ပါဦးဗျာမြမရုပ်ရှင်လူမျိုးကုန်ရင်တိုးတက်မှုစဉ်ရာရာနိုင်ရှင် မြမရုပ်ရှင်နိုင်ငံကုန်ရင်ပုဂ္ဂိုလ်မာရီဘဝငယ်စဉ် အဲ့ဒီခန်းဖြတ်ရုပ်ရှင်ထဲမှာဆင်းရဲနွမ်းပါတဲ့အခန်းတွေရိုက်မယ်ဆိုရင်ဒီလိုစုပ်ပြတ်တတ်နေအောင်မရိုက်ကြပါနဲ့လို့အမိန့်ကြော်ညာစာတွေအထက်ထပ်ထုတ်ပြန်ထားတဲ့ကြားရကိုဒါနိုင်ငံတော်သိက္ခာကျအောင်လုပ်နေတာနိုင်ငံတော်အကြီးညိုပြတ်အောင်လုပ်နေတာ ဟုတ်ပါမြန်မာပြည်မှာဒီလောက်ဆင်းရဲပြီးစုပ်ပြတ်တန်တာရှိလို့လား ဟောခမရလည်းဗျာရှိလို့ရိုက်တာဗောဗျခမရဒီတဲ့ဆင်းရဲပြီးစုပ်ပြတ်တဲ့ရင်တော့အများကြီးဒီမှာကျုပ်ကတနင်္ဂနွေလုံးလှည့်ပြီးသာသနာ့ကိစ္စတွေလုပ်နေတာပါဗျ ကဲသာသနာရေးပုဂ္ဂိုလ်ခမည်းသာသနာရေးနဲ့ဆိုင်တဲ့ဘုန်းကြီးတို့မေသီလရှင်တို့ဇာကားထဲမှာပေါ်လာမှပြောအပေါ်တွေလျှောက်ပြောမနေနဲ့ဟိုမှာကြည် ဟုတ်ကဲ့ပါဘုံဘူးဒီတခါဟိုဆရာတော်ဖျားကြီးသွားတော့မှကျွန်တော်လက်ခဲ့ပါမယ် 哦，对，等你妈咪今天谁说他进来喂喏？哎，你们那谁呢喏？OK OK。 အိတ်ခေါက်ဖြတ်မြန်မာပြည်ကမင်းသမီးတွေလေမြန်မာမိန်းကလေးတွေဖြစ်ပြီးထပ်မိတ်တော့မွေးတတ်တော့ဘူးလားမသိဘူး ဟုတ်ပါမင်းသမီးတွေနဲ့အစိုးရတွေကိုကြည့်လိုက်ရင်လေ
ရင်ပတ်ဟိုက်ရတာနဲ့ခြေသလုံးပေါ်ရတာနဲ့သပင်းတွေကိုဆေးဆူရတာနဲ့ ကြည့်လို့တော့ကောင်းတာဗျ ဒေါက်တာကဘာကြည့်ကောင်းတာလဲ ကျွန်တော်ကျမ်းမာရေးရှိတော့ကပြောတာ ဒင်းတို့ရုပ်ရှင်သမားတွေရိုက်ပြတာနဲ့ပဲကျမတို့မြန်မာပြည်ကလူငယ်တွေအားလုံးအတူယူมาပြီးပျက်စီးကုန်ကြတော့မှာပဲအဲ့ဒီခေါင်းဝန်းတွေစကတ်တိုတွေဝတ်တာကိုကကျမတို့မြန်မာမျိုးသမီးတို့တရလုံးကိုစော်ကားနေတာ ဟုတ်ပါကျမတို့စင်ဆာလူကြီးတွေကလေအမျော်မြင်ကြီးကြီးနဲ့ဖိဖိစီစီထိမ့်မှတ်ပေးနေလို့မြမပြည်ကကလေးတွေလိမ္မာပြီးရင်ကြီးနေတာဟယ်လိုအေးတမီးလား မမီကောင်းဘာဖြစ်လို့ယူသွားရလဲ ဟဲ့ငါဒီမှာစင်ဆာလာကြည့်တာလေကားယူလာမှာပေါ့ ဟာပြောလိုက်လို့ရှင်အဲ့ဒီစင်စာကြီးပဲအရေးမပါတာကိုအရာပေးနေရဲ့ကိုလည်းဘာမှတက်တာလည်းမဟုတ်ပါနဲ့ အောင်မငါတော့ဗာနဲ့မှန်နေတယ်ဒီမှာကြည့်နေတဲ့လူတွေအကုန်လုံးကလေပြန်နှောင်းဝင်ရရှိနေကြပဲဟဲ့ ပြန်နှမ်းဝယ်အရာရှိတာရုပ်ရှင်ကြည့်တတ်တာမှမဟုတ်တာစင်စာလူကြီးဖြစ်မှရုပ်ရှင်တွေကစုံအောင်ကြည့်ဘူးလားမသိတာကြာနေတာပဲအလကတက်အောင်ကားနဲ့ဝါးရင်းညာဖွင့် လူဘာဝလိုက်တာကောင်းမငါမိုးတဲ့နောက်ကငါ့ကိုပြန်ချောက် 没有北满年嘛，上朝我们妈妈家，现在没干到了那边，开门那边，那个木到了那边去，没啥玩家，咱俩那个家嘛，咱们弄去了吧，所以那边嘛那家，那边嘛那边，咱们家嘛的，咱们家嘛的，咱俩那路咱们家嘛那边。ဟာဒီခန်းကိုဖျက်ဒီခန်းကိုဖျက်ဒါနိုင်ငံတော်ကိုစော်ကားနေတာဒါနိုင်ငံတော်သိက္ခာကြအောင်လုပ်နေတာဘယ်နဲ့ကွာဒီလိုကားမျိုးများတိုင်းတစ်ပါးသားများကြည့်ပြီးလို့ရှိရင်ဒုဗမာပြည်မှာတထောင်သားတွေရှိနေပါလားလို့သူတို့ထင်သွားမှာပေါ့ဟာ ဘုံမူတရောင်းစားတွေ ခင်ဗျာဒေါက်တာဖင်ဘလူးပြောလိုက်တာလေ ဟိုဗမာပြည်မှာတရောင်းစားတွေအများကြီးရှိနေတယ်ဆိုတာလူတိုင်းသိနေကြတယ်လို့ပြောတာပါဗျာ ခင်ဗျာအဲ့တထောင်သားတွေရှိတယ်ဆိုတာအပြင်မှာရှိချင်ရှိမှာပေါ့ကျုပ်ကရုပ်ရှင်ထဲမှာမရှိရဘူးဟာဒီမှာဒေါက်တာခင်ဗျာကိုကိစ္စကိုပဲလုပ်စမ်းပါရုပ်ရှင်ထဲမှာဆေးလေးတောက်တဲ့အခန်းပါလာရင်ဖြတ်ဖို့သာလို့ခင်ဗျာဘာမှလည်းနားမလဲဘူးဟာဘာလဲ ဟိုဆလိတ်တောက်တဲ့ခံဖြတ်လိုက်ရမလားရှင် အော်ဟိုကတော့ကိုမတော့သေးဘူးနေရာလည်းဖြတ်မယ်ဆိုတာကြီးပဲ ဘုံမူတေချာလဲကြည့်ပါဦးဗျာမင်းသားတကယ်တရုံးစားမဟုတ်ပါဘူးစာရေးဆရာမင်းသားကတရုံးစားအခန်းရေးဖို့အတွက်ကွင်းစင်လေ့လာနေတာပါဟုတ်လေဆက်လိုက်တော့တဲ့အခန်းလောက်ဖြတ်ပြီးကျန်တဲ့ဥစ္စာပေးလိုက်ရပါတယ် ဟာဒီခင်ဗျာပြဿနာတစ်ခုခုဖြစ်သွားလို့ကတော့ဥက္ကဋ္ဌထိုင်ကုန်ပျောက်သွားမယ်နော်ဘုံမူဖြတ် ငါရေးထားတယ်ဘဝtiêuဖို့ဝတ္ထုကိုရုပ်ရှင်ရိုက်လိုက်တာဟာအကယ်ဒမီကကိုတစ်ပြေးနေပြီ ဟဟလားအဲ့ဒါဆိုရင်အကယ်ဒမီဆုရလို့ရှိရင်ဇာတ်ကားဆုရမှာပေါ့နော် မဟုတ်ဘူးဟာနောက်ခံတေးဂီတာဆိုရမှာရွာသားစိန်ပါဘူးနဲ့တီးထားရလေဟာနောက်ခံတေးဂီတာကိုဗမာဆိုင်ဝဲနေတာတီးအကယ်ဒမီရမှာတေးကြတယ်တဲ့ ငါလုံးလိုက်တော့ဒီကနာတော့မယ်ပြားစရာကိုရှိမှာမဟုတ်ဘူး နင်ကဘွားတရုပ်ဖို့ဝတ္ထုတွေပဲရေးတော့မှာလားအချစ်ဝတ္ထုတွေပါလေရောမရေးတော့ဘူးလား နင်ကလေဟာငါဝတ္ထုတစ်ပုဒ်ရင်တည်တည်ချာချာကွင်းစင်းလေးလာပြီးမှရေးတတ်တာကိုသိရတာနဲ့ဟိုအဲ့ကိစ္စကြီးကြတော့ဟိုလေးလာလို့မကောင်းနေဟာ ဟုတ်လေနင်အချစ်ဝတ္ထုလေးပါလေရင်ငါ့ကိုပြောနော်ငါအမြဲတမ်းကိုညီကိုအစင်းနဲ့လေနင်ငါ့ကိုရင်မခုံးလိုက် အဲ့ဒီခံဖြတ်မင်းသမီးကမင်းသားကိုစပြီးရေးစားစကားပြောတဲ့ခံပိုင်းဖြတ်မဲလို့အတိလည်းသတိပေးထားရတာနဲ့ဒါကျမတို့မျိုးသမီးရောက်စိတ်ခေါ်နေတာ ဟုတ်ပါဒါကိုရီးယားကောက်ကိုတူခိုပြီးရိုက်ထားတာလေမြမယဉ်ကျေးမှုမှာဒါမျိုးမရှိဘူးကျမတို့လည်းငရကြီးလာတာပါပဲကျမတို့ငယ်ငယ်တုန်းကဆိုရင်လေကိုယ့်ကိုရေးစားစကားလာပြောရင်တော့3နှစ်3မိုးစဉ်းစားပြီးမှအဖြေပေးတာ အဲ့ဒါကြောင့်မလို့ခုချိန်ဒီမရင်ကြီးတယောက်ယောက်ျားမြန်မယ်နဲ့အပြူကြီးဖြစ်နေတယ်မလား ဘာပြောလဲ ဒါဆရာတော့ ဟာကွာဟမ်ဒီလောက်ရေးကြည့်တဲ့ကိစ္စကိုမင်းဒီမပုံလေးနဲ့ဖြစ်မလားကွာဟမ်ငါနေပြီးတော့ထိသွားအောင်ဟမ်မင်းယူနေလား
နေပြီးတော့လမ်းကြီးရတယ်တိနေတိုင်းအတက်နဲ့ရင်ပြီးသွားပါ အာဆရာကလည်းဒေါသကြီးပဲဆန္ဒကြီးမစောပါနဲ့ဒီမှာကြည့်မဆိုးကောင်းလေကြီးပွားမယ်ချမ်းသာအောင်မယ် ဟာဒါဆော်လိုက်တာကွာအဲ့ဒီခါမှာဖြတ်အဲ့ဒီအခါမှာဖြတ် ဟုတ်ကဲ့ ဒါကျုပ်တို့ဝန်ထမ်းတို့တရလုံးကိုစော်ကားတာ ဘုံမူဟိုသူတင်ပြချင်တဲ့ဥစ္စာကလေအကျင့်ပြဝန်ထမ်းတွေကိုတယောတဲ့သဘောမျိုးလေးသူပြချင်တာပါ ဒါဆိုတနိုင်ငံလုံးမှာရှိတဲ့ကျမတို့လိုဝန်ထမ်းတွေကိုတယောသလိုဖြစ်သွားမှာပေါ့ ဥက္ကဋ္ဌ NGO ဖွဲ့ရဆိုတော့ပြောရရှိတာပေါ့ good governance clean government ဖြစ်အောင်လုပ်နေတဲ့အချိန်မှာအဲ့လိုအဂရိလိုက်စားတဲ့ပြကွက်မျိုးခွင့်ပြုလိုက်လို့ရှင်အကုန်လုံးပွိုင်တက်ကုန်မှာ ဟာမင်္ဂလာပန်းကြီးနေလာဟဲ့ဟာဘလူးလေးပဲပါလားမင်္ဂလာရှိလိုက်တာကွာ ဟုတ်ကဲ့မင်္ဂလာရှိပဲမနေ့ပြန်စဉ်းစားတင်မဲ့အင်္ဂလိပ်ကသွေးတန်ရဲရဲနဲ့တတ်တဲ့ဖြတ်တဲ့အခန်းတွေများနေလို့ရှော့ရှော့ပေါ့ပေါ့လေးဖြတ်ပြီးပါဆရာ ။ဩဒါကတော့ကွာသူတို့နိုင်ငံသူတို့ယဉ်ကျေးမှုသူတို့လူမျိုးအကြောင်းရိုက်ထားတာပဲသူတို့ကသူတို့ဘာရိုက်ကြငါတို့ကဘာဖြတ်เสียအကြောင်းရှိလဲဟမ်အေးဟိုဘွားကြီးဒီကနေ့သူ့မြီးမင်္ဂလာဆောင်ရှိလို့ဆိုပြီးစင်ဆာလာမကြည့်ပြဘူးအဲ့ဒါမင်းချင်းသူ့ရှိသွားဖို့ပေးလိုက်တော့ကြပူညာလုံနေအောင်မယ် ဟုတ်ကဲ့သွားဖို့ပေးလိုက်ပါမယ်ခင်ဗျာ တကယ်အားလုံးပဲလက်ဆောင်ချင်းညီပဲလေအာယုံဆိုင်မနေကြနဲ့ဒီကားလေးမြန်ပြီးတော့မြန်ဖတ်ဖြတ်ပေးလိုက်အောင်နော်ကြည့်ကြ ကျွန်တော်တို့ကလည်းသာသနာရေးနဲ့ပတ်သက်ပြီးတော့ဖြတ်เสียတခါမှလည်းမပါပါလားဗျတော်ကျုပ်ကိုအလုံးမလုပ်ဘူးထင်ပြီးတော့ထုကြည်လောတောင်းနေတော့ဒုက္ခပဲဗျာအဲ့ဒါပဲကောင်းပါလေရှင်းနေတာလားဟင် မရှက်ပါဘူးကြောက်တာ မင်္ဂလာဦးညမှာရှင်းနေကြောင်နေနေရဲကြီးတတ်တယ်တဲ့ ဟာမင်းဖြစ်သွားပြီ ဒီအခန်းကိုဖြတ်အဲ့ဒီအခန်းကိုဖြတ်မီးပြက်သွားတယ်ဆိုတော့လျှက်စစ်စွမ်းအင်ဝင်ကြီးဌာနတစ်ခုလုံးကိုသိခါကြအောင်လုပ်နေတာဘုံမူ ဟာလေ ကျွန်တော်တို့အပြင်မှာလည်းဒီလိုပဲမိခဏပြက်နေတာပဲဗျာဒါလေးတော့ခွင့်ပြုလိုက်ပါ ဥက္ကဋ္ဌခမရထမင်းကိုကွဲကြလို့လားဟမ်စွမ်းအင်ဝင်ကြီးကိုယ်တိုင်ကမီဒီယာတွေကိုအတိလင်းပြောထားတာဗမာပြည်မှာလျှက်စစ်မီဂါဝတ်တွေပိုးနေလို့နိုင်ငံခြားတောင်ရောင်းစားထားရတယ်တဲ့ဟာအဲ့လိုပြောပြီးမှဒီကမီးပြက်တယ်ဆိုတော့ဒါနိုင်ငံတော်ကိုသိခါကြအောင်လုပ်တာအကြည်ညိုပြတ်အောင်လုပ်တာဟာဒီကပိတ်တော့ပိတ်တဲ့ကွာဟာပြက်သွားပြီဟာဟဲ့လေမီးပြက်သွားပြီမီးစံနိုးစမ်း 哎，各位，耶！အဲ့ဒီဟောင်းဗျဘယ်နဲ့ကွာမင်းမဲ့တိုင်းကြတာတလောက်လူမြင်ခွင်းမှာမင်းမဲ့စရိုက်ဆန်ရုံရင်းဆန်ကလုံနေကြတာဒါနိုင်ငံတော်ရဲတပ်ဖွဲ့တက်သိခါကြအောင်လို့လားအဲ့ဒီကံဗျ ဒါရုပ်ရှင်ရိုက်တာပဲဗျာနိုင်ငံခြားကားတွေဆိုတည့်ရတောင်ဆိုးသေးတယ်မင်းသားအရှိကနေကားနဲ့ထွက်ပြေးနောက်ကလူစုတွေကကားနဲ့လိုက်ပြီးတနတ်တင်ပြေးဒီလိုပဲရိုက်နေတာပါပဲ ဟာဒေါက်တာစင်းရဲသားတွေပတ်စံမရှိပဲဆေးမကူနိုင်လို့သေသွားတာတွေကြတော့ဒေါက်တာဘာလို့စင်စာပြက်လဲ
ကျုပ်တို့နိုင်ငံနဲ့ချမ်းသာတဲ့အိန္ဒိယနိုင်ငံမှာလည်းရုပ်ရှင်ဒီလိုပဲရိုက်ပြနေကြတာ ဟာပတ်စံမရှိလို့စိတ်မှုနိုင်လို့တေးသွားတဲ့ကမ်းပိုင်ဝင်းကြီးကကျုပ်ကိုထောင်းမှာပေါ့ဗျာဇိအိမ်မြပေးကြားမိုင်ဆိုဆော်မုန်းတဲ့အညီလက်ကင်ကျင်းသုံးနေတဲ့ကျုပ်တို့ကျမယုံကြီးဌာနကိုနောက်နေသလိုပဲ ကျုပ်လည်းခင်ဗျားလိုပဲပေါ့ဗျာတလောက်လူရှိသူရှိမှာစီမရှိကံမရှိရုံရင်စကားဖြစ်နေတဲ့ဥစ္စာဒါတရားဥပဒေစိုးမိုးရုံစွမ်းစွမ်းတမန်ဆောင်ရွက်ကျုပ်တို့နိုင်ငံတော်ရဲတပ်ဖွဲ့ရဲ့ပြည်ရေးဝန်ကြီးတောင်နာတော့နာပဲပေါ့ဗျာ အဲ့ဒါဆိုဗိုလ်ချုပ်လမ်းမကြီးပေါ်မှာတရုတ်ဆောင်ဒါရိုက်တာဇင်မင်းကိုကားနဲ့ဒီရုတ်တိုက်ဆွဲပြီးတတ်သွားတာတွေမြောက်ကလာအရင်ဆိုင်မှာလူတယောက်ကိုလူ15ယောက်လောက်ကဓာတ်နဲ့ဝိုင်းခုတ်ပြီးတတ်တာတွေအဲ့ဒါဘာပြောမလဲအဲ့ဒီအချိန်မှာခင်ဗျားတို့ရဲတွေဘယ်ရောက်နေကြလဲ မဆားရောက်နေမှာပေါ့ဘာပြောလဲက မင်းပြောတာခါဒီမှာကျုပ်လည်းငငယ်တော့လက်ဖွဲ့ချန်ပီယံပဲဗျကဲကွာရှင်းနေတေးဟောရပါလားဘာကလည်းကြောင်းကရာတေးကပတ်နေအဲ့ဒီလိုပြန်ကြားရေးဝန်ကြီးဌာနရုပ်ရှင်လုပ်ငန်းရဲ့ရုပ်ရှင်စံစာအဖွဲ့၏မူများစီကံချက်များနဲ့အညီကြည့်ရှုစစ်ဆေးပြီးသွားတဲ့အခါမှာတော့မြမရုပ်ရှင်အကြောင်းနာခံတစ်လုံးမှနားမလဲတဲ့လူတွေရဲ့အဲ့ဒီအခန်းဖြတ်ဆိုတဲ့တန်တရားတွေကဘယ်တော့မှလွတ်မြောက်နိုင်ပါမလဲနော် အာနာဘွန်ဝဲသုံးသာပါသူလဲသုံးသာမောင်မာရေးကင်းခြင်းပါစေရေတိုးလက်တီဝရမူရမ်းများစိတ်ကောင်းလေးတစ်ခုထားလို့လုံအားပြလေအဲလိုငါတော်နေစေအပူရန်ရရန်နေလေတိုင်းပြည်ကောင်းအောင်ဟန်ဆောင်ရမလဲလေမျက်နာမမနေနဲ့ရဲရဲပြောကိုကြီးရရလို့သာဘုံလုပ်ပါလေတိုင်းပြည်ကောင်းအောင်ဟန်ဆောင်ရမလဲဘယ်မျက်နာမှမနေသေးဘူးရဲရဲပြောကိုကြီးရရလို့သာဘုံလုပ်ပါလေအရာရန်တွေအမှုရန်တွေဒါရင်းများဆိုင်နေစေငါသားမယာဝတရားဘူးသားထားကြတာလေကိုညုံများတော့တန်ချပေါ်လာပါလားသိရင်လေ